မင်္ဂလာပါရှင်ရာသီဥတုကတအားပူလာပြီဆိုတော့ຫນွေပူပူမှာရင်အေးစေမဲ့သီးဆောင်ကြောက်ကြောဖြော်ရည်လုံနီးလေးမျှဝေပေးကြပါရရှင်လုံနီးလေးကတအားလွယ်တာမို့လို့အခုပဲလိုက်လှုပ်စားကြည့်ပါနော်တာကူစေးကိုထမင်းစားစွန်းနဲ့နှစ်စွန်းမောက်မောက်သုံးပါမယ်ရင်နွေးပွက်ပွက်ဆူနေတဲ့တဲမှာတာကူစီတွေထည့်ပြုတ်ပေးလိုက်ပါမယ်ရှင်10မိနစ်လောက်ပြုတ်ပြီးပြီဆိုရင်တော့ပကံလုံးလေးတစ်ခုတည်းကိုတာကူစီတွေရောပြုတ်ရည်တွေရောအကုန်လုံးရောထည့်ပြီးတော့အပူလေးလုံနေအောင်လို့အပေါ်ကနေပကံလေးတစ်ချက်နဲ့အုပ်ထားပေးလိုက်ပါမယ်တာကူစီတွေကသူ့အပူလေးနဲ့သူဆက်ပြီးတော့ကြက်သွားအောင်လို့ဒီတိုင်းလေးထားပေးလိုက်ပါမယ်ရှင်ကြောက်ကြောကြိုဖို့အတွက်တော့ဖုကာလာအစိမ်းရောင်လေးသုံးထားပါတယ်ဒီအယောင်ဆိုးစေးကတော့မကြရင်မသုံးလို့လည်းရပါတယ်ကြောက်ကြောမုတ်ကိုတော့ထမင်းစားစွန်းနဲ့တဝက်စာလောက်သုံးပါမယ်တကြားကိုတော့ထမင်းစားစွန်းနဲ့3စွန်းထည့်ပါမယ်ရှင်ရေကိုတော့900 ml သုံးပါတယ်ရေတန့်ဘူးအကြီးရဲ့တဝက်စာရှိပါတယ်ကြောက်ကြောကြိုမဲ့အိုးတွေကိုတကြားထည့်မယ်ကြောက်ကြောမုတ်တွေထည့်ပါမယ်အရသာလေးလေးပင်ပင်လေးရှိစေဖို့စားအနှဲငယ်ထည့်ပါမယ်ပြီးရင်အမှုန့်တွေအားလုံးတမသွားအောင်လို့မှွေပေးလိုက်ပါမယ်ပြီးရနဲ့ရေ900 ml ထည့်ပြီးတော့ဒီကြောက်ကြောမုတ်နဲ့တကြားတွေအားလုံးပျော်သွားအောင်ခဏလေးမှွေပေးလိုက်ပါမယ်ခဏမှွေပြီးပြီဆိုရင်တော့မီးဖွင့်ပြီးတော့မီးအားပြင်းပြင်းနဲ့ကြိုပေးပါမယ်ရှင်ကြိုနေတဲ့ချိန်မှာတော့ကြောက်ကြောသားလေးကောင်းအောင်လို့အဆက်မပြတ်မှုပေးနေရပါမယ်။မှုနေရင်နဲ့ကြောက်ကြောရည်ကပွက်ပွက်ဆူလာပြီဆိုရင်တော့ဖုကာလာအစိမ်းရောင်လေးထည့်လိုက်ပါမယ်ရှင်။ဒီလိုမျိုးဖုကာလာအလွယ်မရှိဘူးဆိုရင်အယောင်ပါတဲ့ဖြော်ရည်အစီတစ်ခုခုအစားထိုးထည့်လို့လည်းရပါတယ်။ဘာမှအယောင်မထည့်ဘဲနဲ့ဒီတိုင်းအကြည်လေးပဲလုပ်လို့လည်းရပါတယ်။ဒါလေးကတော့10မိနစ်လောက်ကြိုထားပြီးတဲ့အနေထားလေးပါ။ကြောက်ကြောရည်တွေကိုစတီးစွန်းလေးတစ်ခုထည့်မှွေပြီးတော့အခုလိုမျိုးပြန်ချလိုက်တဲ့အခါမှာဇွန်းမှာအစီအခဲလေးတွေဘာမှမကတ်နေဘူးဆိုရင်ရပါပြီဒီကြောက်ကြောရည်ကိုအေးခံမဲ့ဖန်းထဲကိုလောင်းထည့်ပေးလိုက်ပါမယ်ပြီးတာနဲ့လုံးဝအေးသွားတဲ့အထိကိုအခန်းပူချိန်မှာပဲအေးခဏပေးလိုက်ပါမယ်ရှင်ဒါလေးကတော့မိနစ်30လောက်အေးခဏပေးတဲ့အနေထားလေးပါကြောက်ကြောကပပလေးဖြစ်တဲ့အတွက်အခဲမြန်ပါတယ်ဒီကြောက်ကြောလေးကိုဓားလေးနဲ့အတုံးခတ်သေးသေးလေးတွေလှီးလိုက်ပါမယ်ရှင်ကျမကတော့ကြောက်ကြောလှီးတိုင်းအမြဲဆောင်းသွားတဲ့အဖွဲရပါရှင်အသီးနှံတွေအနေနဲ့ကတော့ကိုကြိုက်နှစ်သက်တဲ့အသီးနှံကိုသုံးလို့ရပါတယ်ကျမကတော့တင်မော်တီဖရဲတီစပစ်တီစတော်ဘယ်ရီနဲ့ပြားလိမ်မော်ကိုသုံးထားပါတယ်အခုပြထားတဲ့အသီးနှံတွေအကုန်လုံးကတစ်မျိုးကို1000မိုးစီဝယ်လာတာဖြစ်ပါတယ်ဖြော်ရည်လုပ်ဖို့အတွက်တော့ကြိုထားပြီးသားနွားနို့1လီတာသုံးပါမယ်ရှင်ဒီအသီးနှံတွေအကုန်လုံးကိုတေချာရေးပြအောင်ဆေးပြီးတော့ခတ်သေးသေးလေးတွေလှီးထားပေးလိုက်ပါမယ်ရှင်ဒီတတိတွေအကုန်လုံးကိုကိုယ်စိတ်ကြိုက်အရွယ်တော့အတုံးလေးတွေလှီးပြီးပြီဆိုရင်တော့ဖြော်ရည်လုပ်ဖို့အစင်းသင်းဖြစ်ပါပြီရှင်ခုနကအဖုံးလေးအုပ်ထားတဲ့တာကူစီတွေကိုလည်းစကားလေးနဲ့စစ်ပေးလိုက်ပါမယ်တာကူစီကိုအခုပြထားတဲ့အနေထားထက်အစိပို့ပြီးတော့ပျောက်ချင်တယ်ဆိုရင်တော့အချိန်ပိုကြကြလေးကြိုပေးပါနော်ကျမကတော့ဒီအနေထားလေးလောက်ကိုပဲကြိုက်လို့ဒီလောက်အနေထားလေးပဲထားရတာပါဖြော်ရည်လုပ်ဖို့အတွက်တော့ဇလုံးကြီးကြီးတစ်ခုတည်းကိုလှီးထားတဲ့တစ်သီးတွေအကုန်လုံးထည့်လိုက်ပါမယ်ပြီးရင်ကြောက်ကြောလှီးရတာလေးတွေထည့်ပါမယ်တာကူစီထည့်ပါမယ်ရှင်နို့စီကိုတော့အထုပ်သေးလေး4-5ထုပ်လောက်ဖောက်ထည့်ပေးလိုက်ပါမယ်ကိုကအချိုပိုကဲတာကြိုက်တယ်ဆိုရင်တကြားရည်လေးပါဖြော်ပြီးတော့ထည့်လို့ရပါတယ်အရသာလေးလေးပင်ပင်လေးဖြစ်စေဖို့စားလေးနည်းနည်းပါထည့်ပေးပါမယ်ပြီးရင်ကြိုထားပြီးသားနွားနို့တွေလောင်းထည့်လိုက်ပါမယ်ရှင်အားလုံးတမသွားအောင်လို့မှွေပေးလိုက်ပါမယ်အချိုအငံအရသာကိုကိုယ်စိတ်ကြိုက်လူတိုးပူလျှော်လုပ်လို့ရပါတယ်ကျမခုလုပ်ပြတာကတော့တအားကြီးမချိုပဲနဲ့တောက်လို့ကောင်းတဲ့အနေထားလေးပါ
အေးအေးလေးတောက်အောင်လို့ရေခဲတုံးလေးတွေပါထည့်ပေးလိုက်ပါမယ်ရှင်တစ်သီးရောင်စုံလေးတွေနဲ့အယောင်လေးမြင်တာနဲ့တွေကိုတောက်ချင်စရာကောင်းနေပါပြီဒီတစ်သီးတွေရဲ့လက်လက်ဆက်ဆက်အရသာလေးနဲ့နွားနို့ချွတ်ချွတ်အေးအေးလေးကိုတောက်ရတာမို့လို့အမောပြေပြီးတော့တအားတောက်လို့ကောင်းပါတယ်အခုလိုမျိုးနွေရာသီပူတဲ့အခါမှာဒီလိုမျိုးဖြော်ရည်လေးလှုပ်တောက်မယ်ဆိုရင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်လည်းရပြီးတော့အပူလည်းငြိမ်းမှာဖြစ်ပါတယ်အခုထည့်ထားတဲ့တစ်သီးတွေထဲမှာတော့စတော်ဘယ်ရီတစ်ခုကပဲနည်းနည်းလေးချင်တဲ့ရတာရှိပြီးတော့ကျန်တာကအကုန်ချွတ်ချွတ်လေးတွေဆိုတော့နို့အရသာလေးနဲ့အရင်လိုက်ဖက်ပြီးတော့တအားတောက်လို့ကောင်းပါတယ်နွေရာသီတအားပူလာတဲ့အခါမှာအခုလိုရင်အေးစေတဲ့သီးစုံကြောက်ကြောဖြော်ရည်လေးလှုပ်တောက်ကြည့်ပါနော်အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျန်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှာကင်းဝေးကြပါစေရှင်